ချိုးတင်နေဒီနေ့မလေးရှားမှာကိုရိုနာဗိုင်းရပ်စ်ကြောင့်တဲ့မချောင်းဘူးတင်နေဒီမှာကိုလိုကမင်းရချောလာချိုတဲ့အခါမှာချော mask ဒီဝတ်နေဆိုတော့ကျွန်တော်လည်းဒီလိုပေါ့နော်ကိုရိုနာဗိုင်းရပ်စ်ကိုလည်းမကြောက်နိုင်တော့ဘူးဒီမှာမလေးရှားမှာရှိတဲ့ကျွန်တော်တို့လူတွေကိုကျွန်တော်တို့တွေးဖို့ကျွန်တော်လည်းဆူတောင်းခဲ့တာကြာပြီဒီမှာလာနိုင်ဖို့လည်းကျွန်တော်ပြည်စီခဲ့တာကြာပြီဆိုတော့လာနိုင်တဲ့အခြေထိဖခင်ကအခြေပေးတာကိုသူ့ရဲ့ကျေးဇူးတင်တယ်ဖခင်ကျေးဇူးတင်တယ်ဘာလို့လဲကျွန်တော်တို့ဒီချစ်တော်မှာဆိုရင်လည်းဒီ virus ကြောင့်တချို့နေရာမှာဆိုရင်ကျေးဥတွေပါကြော်တယ်လို့ကြားတယ်နော်ဒီမလေးရှားမှာတော့ဘယ်လောက်လဲတော့မသိဘူးစင်ကာပူတို့တွားတော့လဲစင်ကာပူမှာလည်းဒီကိုရိုနာဗိုင်းရပ်စ်ကြောင့်တော်ပဲစီးပွားရေးကအကိုလိုကြားသွားတာကိုကျွန်တော်တွေ့ရတယ်တရုတ်နိုင်ငံမှာဆိုတော့တော်များများနော်ဘီလီယံနဲ့ချင်ပြီးတော့အခုထိုင်းနိုင်ငံတို့ဘာလို့မှဆိုရင်နော်ကျွန်တော်တို့ဒီတရုတ်နိုင်ငံကခင်းတယ်တွေမရှိတော့လို့တချို့ဟိုတယ်တွေတချို့ဒီ tourism ကိုလိုကပျက်စီးသွားတယ်လို့ဖြစ်နေတာကိုတွေ့ရတယ်ဒါပေမဲ့လည်းကျွန်တော်တို့ထူးထူးဆန်းဆန်းနဲ့မြန်မာနိုင်ငံမှာတော့ဒီ coronavirus case ကိုတခုမှမတွေ့သေးတော့မရှိတာလားရှိရတဲ့နဲ့မသိတာလားဒါကတော့ဖျားပဲသိတယ်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်ကမြန်မာပြန်နဲ့လာတယ်ဆိုတော့virus ကိုကျွန်တော်လည်းမကြောက်ဘူးပေါ့နော်ဒီမှာဖျားချိုးတော့ကြောက်ကျွန်တော်ယုံချင်တယ်ဒီ virus ကလူကိုတတ်နာတဲ့တကယ်တော့ဆိုရင်စစ်ပွဲကလူကိုတတ်နာပုံများတာပေါ့နော်ဒါကကာကွယ်လို့ရတယ်စစ်ပွဲကာကွယ်လို့ရတယ်virus ကကာကွယ်လို့မရဘူးလေတဲ့မှာမျောပါနေတာကိုဘသူကအလေကိုကာကွယ်လို့ရမလဲနော်ဒါကြောင့်မလို့ကျွန်တော်တို့ဒီမလေးရှားမှာလာရချစ်အကြောင်းရင်းဟာလဲကျွန်တော်နိုင်ငံကမတည်မငြိမ်ဖြစ်နေတိုက်ပွဲတွေဖြစ်နေကျွန်တော်ရဲ့နော်ဒီမှာလာချီလို့လာတာမဟုတ်ဘဲနဲ့ကျွန်တော်ဟာဒီမှာဒီကိစ္စတွေကြောင့်ဒီ issue တွေကြောင့်ဒီနေရာမှာရောက်နေရတယ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဟာဒါကိုဒီနေရာမှာလာရချစ်ဖြစ်နေဆိုတာကိုပထမဆုံးကျွန်တော်ပြောလို့ပါတာပြီးတော့ဒုတိယအချက်အနေနဲ့ခုနကကိုကြီးပြောတဲ့စကားပေါ့ကျွန်တော်ချင်းဟာ we are one in chin ချီရီကိုတောင်းတယ်ချီလေကိုရှူနေချစ်တော်ကလာတယ်ဆိုတာကိုကျွန်တော်ဝါကြွားဖို့လိုပါတယ်အဲ့တော့ကျွန်တော်လည်းအခုဖခင်ကျေးဇူးတော်ကြောင့်မြန်မာနိုင်ငံconference တော်များများမှာလည်းကျွန်တော်ပြောတယ်နိုင်ငံတကာလည်းကျွန်တော်တွားပြီးတော့ပြောတယ်အမေရိကန်တို့ကျွန်တော်ချင်းဒီရှိတဲ့နေရာအတိုင်းမှာကျွန်တော်တွားတဲ့အခါမှာကျွန်တော်ချင်းတောင်ကလာတယ်ဆိုတာကျွန်တော်ချင်းဖြစ်နေဆိုတာကိုကျွန်တော်ဟာ identity ကိုအများအားထားဖို့လိုတယ်ကျွန်တော်ဘလောက်အထိအဲ့ဒါဖက်မှာပြောတယ်လဲဆိုတော့ကျွန်တော်တခိခစ်တော့ကချီဖြစ်နေလို့ကျွန်တော်ပြောချင်တယ်အဲ့လိုပို့စာလိုမျိုးပေါ့သူကတောင်ပေါ်သားကျွန်တော်ကိုတော့တောင်ပေါ်သားတွေဖြစ်နေဘာဖြစ်လို့အဲ့ဒါကိုကျွန်တော်ခဏပြောတယ်လဲဆိုတော့ဒါမှလည်းမှန်တယ်ကျွန်တော်ကြားစာကိုကြည့်တဲ့အခါမှာတခိခစ်တော့ကတောင်ပေါ်မှာပဲဆူတောင်းတာကိုတွေ့ရတယ်ငါးနှကောင်နဲ့ပေါင်မိုးနော်မိုးငါခုကိုလည်းဖះကတခိခေတော်ကတောင်ပေါ်မှာပဲလူ9000ကျော်စားဖို့ကောက်ချပေးတယ်အဲ့ဒါကျွန်တော်ဒါကြောင့်မလို့ဒါကိုချစ်အားဖြင့်တခိခေတော်ဟာတောင်ပေါ်သားဖြစ်တယ်ဆိုတာကိုတက်ပြတယ်ပြီးတော့လည်းဒုတိယအနေနဲ့ကျွန်တော်တို့ဒီပီလိုစာချိုးတို့ကိုမြန်မာနိုင်ငံမှာရှိတယ်ဒါပေမဲ့လည်းကျွန်တော်ပီလိုစာချိုးဟာကျွန်တော်တို့ထင်တယ်တောင်ပေါ်မှာမချိုးလို့မေပြမှာချိုးမလို့ဒီနေ့အထိကျွန်တော်ကဒီပြဿနာတွေရှိနေမယ်လို့ထင်တယ်ဘာလို့ဆိုတော့ချာစာကိုတေချာပြန်ကြည့်ရင်အာဗြဟံကိုတိုင်ကဖခင်ကကောင်းချီးပေးချင်တဲ့အခါမှာအာဗြဟံက refugee ဖြစ်နေဘာလို့ဆိုတော့အာဗြဟံကသူရွာနေပြီးတော့ဖခင်ကထွက်ခိုင်းတယ်သူရွာမှာမနေခိုင်းတော့ဘယ်နေရာမှာသူက asylum လုပ်တယ်လဲဆိုရင် Egypt နိုင်ငံမှာလုပ်တာကိုတွေ့ရတယ်အာဗြဟံလေEgypt နိုင်ငံမှာသူကဒုက္ခတယ်လို့တယ်ဒါကတော့ကိုလိုချစာဖတ်လူတွေတိမှာပေါ့ဒါပေမဲ့ဖတ်ရတော့ဒါတိလို့မရဘူးအဲ့တော့တချို့ပါစတာတွေဟာလည်းအဲ့လိုမျိုးကိုနားမလဲတဲ့ခါကျကျွန်တော်လည်းမသားနိုင်ဘူးအဲ့ဒါကတော့ကိုတဲ့တာရှိတော်ငယ်တော်လို့ပေါ့ဆိုတော့အာဗြဟံတမိုက်ကိုကြည့်မယ်ဆိုရင် तू ကသူ့တမိုက်တစ်လျှောက်လုံးမှာဒုက္ခတယ်ဘဝနဲ့ပဲယူဆိုင်တာကိုတွေ့ရတယ်Egypt နိုင်ငံမှာဘလောက်အထိစိုးတယ်လဲဆိုရင်သူ့မိမဆာရာကအရာချောတယ်ဆိုတော့ Egypt နိုင်ငံရဲ့ဘီကသူ့ကိုကြိုက်သွားတယ်
ဆိုတော့အာဗြဟံနေပြီးတော့သူကဒါကျွန်တော်ညီမဖြစ်တယ်လို့ပြောလိုက်တယ်ကျွန်တော်မိန်းမဖြစ်တယ်လို့ပြောရတော့ကျွန်တော်ကိုတားပြီးတော့မိန်းမကိုဆွဲမယ်ဆိုပြီးတော့သူကြောက်လို့ကျွန်တော်ညီမဖြစ်တယ်လို့ပြောပြီးတော့အာဗြဟံကမိန်းမဆာရာကိုအီဂျစ်ဘီကယူသွားတာကိုတွေ့ရတယ်အဲ့ဒါဟာလေဒုက္ခတဲ့ဘဝကဘလောက်ခက်ခဲတယ်လဲဆိုတာကြားစာမှာကျွန်တော်ကိုလို့တွေ့တယ်ပြီးတော့လေအာဗြဟံနဲ့ဖခင်ကစာချုပ်တဲ့အခါမှာတောင်ပေါ်မှာချုပ်တာကိုတွေ့ရတယ်တနေ့တော့အာဗြဟံမှာမွေးလာတဲ့သားကိုနော်အိုက်ဆတ်ကိုနော်လှူဖို့ပြောတဲ့အခါမှာတောင်ပေါ်မှာသူကလှူပြီးတော့အဲ့လိုနဲ့သူတို့အဲ့ဒီတောင်ပေါ်မှာပဲဖခင်အာဗြဟံကိုကောက်ချပေးတာကိုတွေ့ရတယ်နော်တာကိုချစ်အားဖြင့်ကျွန်တော်တို့တောင်ပေါ်သားဖြစ်ရတာကိုယူဖို့လိုတယ်ချစ်တောင်ပေါ်သားဖြစ်ရတာကိုယူဖို့လိုတယ်ပြီးတော့တနေ့တော့ကျွန်တော်မျှော်လင့်ပါတယ်တော့ဣသရေလနိုင်ငံရဲ့တမိုင်းကိုကြည့်မှာဆိုဣသရေလနိုင်ငံတမိုင်းကိုကြည့်မယ်ဆိုရင်ဣသရေလအကိုလောကဒုက္ခတယ်တွေပဲဣသရေလဇူလူမျိုးတွေဒုက္ခတယ်မရှိတရားမှမရှိတာကိုတွေ့ရတာဖြစ်နေအဲ့ဒါတို့ရွေးချယ်လို့တော့မဟုတ်ပါဘူးအမှတော်လေရာချာကိုကိုလိုဖတ်မယ်ဆိုရင်ဒုက္ခတယ်ဘဝကိုကျွန်တော်တွေ့ရတယ်နော်တော့မှ240ကျွန်တော်နေခဲ့ရတာကိုတွေ့ရတယ်ဒီမှာကျွန်တော်ချင်းနေဆိုတော့ဒီမှာကျွန်တော်တို့ဒီဒုက္ခတဲ့ဘဝနဲ့ဒီမှာ240တော့မနေသေးပါဘူးကျွန်တော်ကိုအားရှိဖို့လိုပါတယ်ကျွန်တော်ယုံကြည်ဖို့လိုပါတယ်ကျွန်တော်မှာဖခင်ကိုစိတ်ချဖို့လိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီဣသရေလနိုင်ငံကိုခုကြည့်မယ်ဆိုရင်ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာသူတို့အကုန်လုံးကနေပြီးတော့ဒီဣသရေလနိုင်ငံကိုပြန်လည်ထူထောင်ပြီးတော့မကြသေးဘူးနော်ဣသရေလနိုင်ငံရဲလို့ဖြစ်လာတာမကြသေးဘူးနိုင်ငံတစ်ခုနဲ့ရတည်လာတာမကြသေးဘူးဒါပေမဲ့ဒီနေ့ကဘာကိုကြည့်မယ်ဆိုရင်ဣသရေလစစ်သားတွေကကဘာပေါ်မှာအကောင့်ဆိုစစ်သားလို့ကျွန်တော်ပြောလို့ရတယ်ဣသရေလနိုင်ငံရဲ့စီးပွားရေးကဘာမှာအကောင့်ဆိုစီးပွားရေးတစ်ခုလို့ကျွန်တော်ပြောလို့ရတယ်ဘလို့နဲ့ဒီဒုက္ခတဲ့ဘဝနေပြီးတော့တို့နိုင်ငံကိုပြန်တည်ဆောက်ပြီးတော့တို့ရဲ့အမျိုးသားရေးကိုပြန်လုပ်တယ်ဆိုတာကိုတော့ကျွန်တော်ကြားစာကိုအများဖတ်ဖို့လိုပါတယ်ထို့ဒီ၎င်းပဲကျွန်တော်ရဲ့ချင်းတွေဟာလဲကျွန်တော်တို့ရဲ့ identity ကိုမပြောင်းဖို့လိုပါတယ်နော်ဒီကျွန်တော်တို့ဂျူးလူမျိုးတွေခါစားခဲ့တဲ့ပြဿနာကိုကျွန်တော်မခါစားသေးပါဘူးတစ်ဖက်ကပြောမယ်ဆိုရင်ဂျူးတွေကတော့ဟီတလာနေပြီးတော့သူတို့ကိုအဆုလပြိုလိုက်အတန်းခါရတာနော်ကက်စ်နဲ့ကိုတားလိုက်တဲ့အဖြစ်ပြတွေကိုတွေးရတယ်ဟိုလိုကော့စ်ကိုတွေးရတယ်ဒါကဘာတမိုင်းမှာလို့ဖြောင်းဖြစ်လို့မရတဲ့ကိစ္စတွေပါတို့တော့ညာလည်းပဲဖခင်ကပေးထားတဲ့ဖခင်ကရွေးထားတဲ့လူမျိုးကဘတော်မှဘလို့ပဲဖြစ်နေပါစေဟီတလာဘလောက်ပဲပေါ်ပြည့်စည်လို့မရပါဘူးအခုသူတို့ကိုဖျားပြခေါ်ပြီးတော့သူတို့နိုင်ငံကိုပြတည်ထောင်ခိုင်းတဲ့အခါမှာသူတို့ကနိုင်ငံအတိတရားနဲ့လာတယ်အခုကျွန်တော်တို့ဒီအဖြူတော်တို့ကိုတကယ် influence White House တွေ European Union တွေတကဘာလုံးမှာစီးပွားရေးပညာရှင်တွေအတိပညာရှင်တွေအတပညာရှင်တွေပြီးတော့နိုင်ငံရေးမှာတကယ်အာဏာရှိတဲ့ကိုလို့ကြီးတဲ့အခါမှာဒီလူတွေကပဲသူတို့ကို influence လုပ်နိုင်ကိုတွေ့ရတာဒါကြောင့်မလို့ကျွန်တော်လည်းပြောလို့တာကတော့ကျွန်တော်တို့ဟာလည်းစိတ်ဓာတ်မချဖို့လိုတယ်ကျွန်တော်ဟာလည်းဒါတွေအားလုံးဟာကျွန်တော်ရွေးချယ်လို့ဖြစ်တာမဟုတ်ဘူးအဲ့ဒါဟာဖခင်ကအစီရှိတယ်ဆိုတော့နားလည်ဖို့လိုတယ်ဆိုတော့တနေ့ကျရင်တော့ကျွန်တော်ချင်းတွေဟာလည်းဖခင်ကကောက်ချပေးထားတဲ့လူမျိုးတွေဖြစ်နေဒါကတော့တရားမှာတရားပြောလို့ရတယ်ဘာလို့ဆိုတော့ကျွန်တော်တို့အမေရိကန်ဖက်ကနေပြီးတော့ကျွန်တော်ကိုသာသနာလာပြုတဲ့သာသနာစင်ရချစ်ပြည်နယ်မှာကျွန်တော်တို့ယူကြည်သူဖြစ်လာတဲ့တမိုင်းကိုကြည့်တဲ့အခါမှာဖခင်ကကျွန်တော်ကိုလာရွေးတယ်ဆိုတာကိုကျွန်တော်တိတိတသာတွေ့လို့ရပါတယ်။နော်မြောက်ပိုင်းမှာဟာခါတော့မှာကျွန်တော်တို့အမေရိကန်ကနေပြီးတော့ Reverend Carson နဲ့တူမီတာစုကလာတယ်နော်1800နောက်ပိုင်းမှာပေါ့ 18th century နောက်ပိုင်းမှာတို့လာတယ်ပြီးတော့19ရာစုအစမှာလာတာနေပြီးတော့ Ariel Lorraine နဲ့တူမီတာဆွာလဲကျွန်တော်တောင်ပိုင်းမှာကိုအဲ့လိုနော်တတိကောင်းကိုလာပေးတယ်အဲ့တော့နဲ့ကျွန်တော်ပြည်နယ်ဟာယုံကြည်သူတွေရှိတဲ့ပြည်နယ်ဖြစ်လာတာဒါတွေကိုလို့ကိုချစ်ချင်းအဖြစ်ကျွန်တော်ချင်းတွေဟာဖခင်ကရွေးထားတယ်ဆိုတာကိုကျွန်တော်တွေ့ရပါတယ်ဖခင်ကအရွေးခါတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်အခက်ခဲဆိုရင်လည်းသူများထက်ကိုကြိုဖို့လိုပါတယ်အခက်ခဲဆိုရင်လည်းသူများထက်ကိုကျွန်တော်တီးဖို့လိုပါတယ်အခုဇူလူမျိုးတွေနဲ့ကိုကျွန်တော်နှိုက်ဖို့လိုပါတယ်တစ်ဖက်ကပြောမယ်ဆိုရင်အခုဇူလူမျိုးတွေတမိုင်းကိုကြည့်မယ်ဆိုရင်သူတို့ဒုက္ခတဲ့တမိုင်းနဲ့အကုန်လို့ပြစ်နေကြားစာအုပ်ကျွန်တော်ဒီနေ့ကြားစာအုပ်လည်းယူလာတယ်ဒီနေ့လူထောပြောပွဲဆိုပေမဲ့လည်းကြားစာအုပ်ကျွန်တော်ယူလာတယ်အဲ့ဒါကိုပြောချင်လို့ဒါကိုချစ်ချစ်အားဖြင့်ကျွန်တော်ဒီတမဟာအကုန်လုံးကိုကြည့်မယ်ဆိုရင်
နော်ဒီချာစာတစ်ခုလို့ကိုကြည့်မယ်ဆိုရင်နော်ဒါဒုက္ခတွေရဲ့ဘဝပဲကျွန်တော်တွေးနေရပါတယ်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ဒီနေ့ဒီမလေးရှားနိုင်ငံမှာခက်ခဲတွေကြုံနေဟုတ်တယ်တခါလေကြာရတော့မင်းကဟိုရဲတွေ operation တွေပြီးတော့ဖားရိုက်ကိုတွေးတဲ့အခါမှာခိတခဏတော့ဒေါက်တာထွက်နေခိတခဏတော့စိတ်နာတယ်ခိတခဏတော့အဲ့လိုဖြစ်နေဒါပေမဲ့လည်းအဲ့ဒါလောက်ကားနဲ့ကျွန်တော်တို့ကိုဖျက်ဆီးနိုင်မျိုးဆိုတာတခုမှမရှိပါဘူးအဲ့ဒါရဲတွေဖားလောက်နဲ့ကျွန်တော်တို့ဖះအစီအစီရှိထားတာကိုဖျက်ဆီးလို့မရပါဘူးဆိုဒီထက်မကကျွန်တော်လှုပ်ရှားဖို့လိုတယ်ဒီထက်မကစီယိုဖို့လိုတယ်ဒီထက်မကကျွန်တော်ဟာဆူတောက်ဖို့လိုတာကိုကျွန်တော်တွေးရပါတယ်ဒီထက်မကဖះကိုစက္ကဖို့လိုပါတယ်ကျွန်တော်ဒီမလေးရှားအစိုးရကိုလည်းကျွန်တော် influence လုပ်ဖို့လိုပါတယ်မလေးရှားအစိုးရနဲ့လည်းကျွန်တော်ဆွေးနွေးနိုင်မဲ့လူမျိုးဖြစ်ရမယ်မလေးရှားအစိုးရနဲ့ကိုလည်းစကားပြောနိုင်တဲ့လူတွေဖြစ်ဖို့လိုပါတယ်သူတို့ရဲ့ဝေကြီးတွေနဲ့တွေ့ဖို့လိုပါတယ်သူတို့ရဲ့ဝေချုံနဲ့တွေ့ဖို့လိုပါတယ်ကျွန်တော်ကအဖမခါအောင်ပဲပြောဖို့လိုပါတယ်အဲ့ဒါတော့စကားတစ်ခုနှစ်ခုပြောနိုင်ဆိုနိုင်ခဲ့တော့ဒီအဖစီတွေကတော့ရက်တတ်မှာပဲဒါကတော့မခက်ပါဘူးနော်ဝကြီးတယောက်ကပြောလိုက်ပြီးသွားပြီဘာလို့ဆိုတော့ဒါဟာတကယ်တော့ဆိုကုလတမန်ကလည်းကျွန်တော်ဒီမှာရှိတဲ့ဒုက္ခတွေကိုရဲတွေကဖနေရတာမလို့ပါဘူးတစ်ဖက်ကပြောမယ်ဆိုရင်လည်းကုလတမန်ကအနေနဲ့ကျွန်တော်ချင်းတွေကိုသူတို့ရဲ့ဒုက္ခတွေက refugee ဖြစ်ပါတယ်ဆိုတော့စာတကြောင်လေးရေးဖို့ကုလသမဂ္ဂအနေနဲ့မခက်ပါဘူးကျွန်တော်သိပါတယ်မခက်ပါဘူးဆိုတော့ကျွန်တော်အကုန်လုံးသိပါတယ်တိုးတော့ညာလည်းပဲဒီဘက်ကအဲ့ဒါကိုလုံးနိုင်တဲ့တူနဲ့ဒီဘက်ကလုံးပေးနိုင်တဲ့တူနဲ့ကျွန်တော်ချိတ်ဆက်တတ်ဖို့လိုပါတယ်သူတို့နဲ့ဆက်သွယ်လို့တတ်ဖို့လိုပါတယ်ဆက်ဆိုင်လို့တတ်ဖို့လိုပါတယ်ကျွန်တော်ဒီကိုလာတာဟာဒါဒီကိုကျွန်တော်ဘယ်လိုလုပ်မလဲဆိုတာကိုလည်းကျွန်တော်ကိုယ်တိုင်ကြည့်နိုင်ဖို့ကျွန်တော်ကိုယ်တိုင်မြင်နိုင်ဖို့ကျွန်တော်ရောက်လာချင်ဖြစ်ပါတယ်ပြီးတော့လည်းကျွန်တော်တို့တစ်ဖက်ကပြောမယ်ဆိုရင်ကျွန်တော် third country လို့ခေါ်တဲ့အမေရိကသွားတာတို့ပြီးတော့ကျွန်တော်ဒီ Australia သွားတာတို့ဟာလည်းတကယ်တော့ဆိုရင်ဖះအလိုတော်ရှိရင်ကျွန်တော်ဘယ်သူမှတားလို့မရပါဘူးဖះအလိုတော်ဖះရဲ့လာပြပို့ဆောင်မှုဖြစ်ပြီးတာလာကြောက်ကတော့ဘယ်သူမှလာပိတ်ပြလို့မရပါဘူးဆိုင်တော့မဆိုင်ပါဘူးဒါပေမဲ့တိနိုင်အောင်ပေါ့ကျွန်တော်တို့လိုင်လိပီလေးစိတ်ကိုကျွန်တော်စောင့်နေတယ်မစောင့်ခါစားတော့အသာစီးများတယ်မစောင့်နိုင်ဘူးဒေါက်တာဆာဆာဘာပြောနေတယ်လဲဘတူးမအားရမယုံဘူးသူတို့ယုံရှာမလို့ပါဘူးကျွန်တော်နဲ့ဖះနဲ့ယုံပြီးသားဖြစ်ပါတယ်နော်ဒါကတော့သူများယူအောင်ကျွန်တော်ပြောတာမဟုတ်ပါဘူးသူများလက်ခါအောင်လည်းကျွန်တော်ပြောတာမဟုတ်ပါဘူးဖះတခါပုဒ်တာနဲ့ဆိုရင်တော့ဖះလုံးမှာပဲဒါကြောင့်မလို့ကျွန်တော်ဟာလည်းအမေရိကသွားဖို့နော်ဩစတြေးလျသွားဖို့တခြားနိုင်ငံရောက်ဖို့ကဖះလို့တော့ရှိတယ်ဆိုရင်ဘယ်သူပဲလာတာအဲ့ဒါတားလို့မရပါဘူးဒါပေမဲ့လည်းကျွန်တော်စိတ်ရှိဖို့လိုတယ်ကျွန်တော်ဟာအရာကိုချစ်တဲ့နိုင်ဖို့လိုတယ်ကျွန်တော်ဟာအရာကိုဖျားနဲ့တူသွားနိုင်ဖို့လိုပါတယ်အခုနိုင်ငံရေးလောကကိုပြောမယ်ဆိုရင်နိုင်ငံရေးဆိုတာဘယ်တော့မှပါမနဲ့မရှိပါဘူးအခုအမေရိကန်ဆိုရမှာဆိုရင်ကျွန်တော်ဒီဒေါ်နယ်ထရမ့်ရဲ့ administration တက်လာတယ်ဒါဟာလဲသူစိတ်ဓာတ်ကိုပြောင်းလဲနေတာဘာတူလဲဖျားပဲရှိတယ်ထုံးနေလကောက်ပဲကျွန်တော်မူဝါဒတွေဆိုတာလူပဲဆွဲတာ policy ဆိုတာလူပဲဆွဲတာကောင်းကင်ကလာဆွဲတာမဟုတ်ပါဘူးဒါကြောင့်လို့ဒါတွေကိုကျွန်တော်ကြည့်ပြီးတော့စိတ်ငြင်းနေနေဘာမှမပြစ်ပါဘူးဘယ် policy ပဲလာဘာအစိုးရပဲတက်ကျွန်တော်တို့အနေနဲ့ဖះကပြောထားတဲ့ဖះကလာပြပိုးဆောင်နေတဲ့ဖះအစီအစီကိုကျွန်တော်ကလက်ခံတာဖို့လိုပါတယ်အဲ့ဒါအရေးကြီးတယ်ပြီးတော့ကျွန်တော်အနေနဲ့ကဥမာပေါ့နော်ဟို2010ခုဒုက္ခဒီမှာကျွန်တော်ချင်းဒုက္ခတွေကို2010ကိုပြီးရင်နော်2010ရှိတော့မူဝါဒထွက်လာပြီးတော့နော်သူတို့ကဒီဒုက္ခတဲ့ဖြစ်တာကိုနော် recession လုပ်တော့မယ်အဲ့ဒါကိုလို့ session လုပ်တော့မယ်ပြီးဆိုတော့မယ်ဆိုတော့ policy ထွက်လာတော့ကျွန်တော်ခင်ဗျာကျွန်တော်လည်းစိတ်မကောင်းဘူးပေါ့ကျွန်တော်အင်္ဂလန်နိုင်ငံမှာနေတယ်ကျွန်တော်အနေနဲ့လည်းဘာမှတော့မတတ်နိုင်ဘူးတိုးတော်ညာလည်းပဲဟိုမှာလွှတ်တော်ဥက္ကဋ္ဌနဲ့လွှတ်တော်တွေကိုကျွန်တော်ပြောတယ်အင်္ဂလန်နိုင်ငံမှာဗြိတိရှလွှတ်တော်အမတွေကိုပြောပြီးတော့ဘယ်လိုပဲဖြစ်ဗြိတိရှအစိုးရဒီကုလသမဂ္ဂမှာဟိုဘယ်လိုလဲ permanent member ဖြစ်တဲ့အတွက်ကြောင့်ခင်ဗျားတို့အနေနဲ့ဒါကို voice လုပ်ဖြစ်နေဆိုပြီးတော့ကျွန်တော်တို့ appoint လွှတ်တော်အမဖြစ်တဲ့ Baroness Cox ကိုကျွန်တော်တိုင်ပြီးတော့သူနဲ့ Lord Elton သူတို့အမနှစ်ယောက်ကနေပြီးတော့လက်မှတ်ထိုးပြီးတော့ချင်းဒီမလေးရှားမှာရှိတဲ့ချင်းတွေနဲ့ဒယ်လီမှာရှိတဲ့ချင်းတွေကိုအဲ့လိုဒုက္ခတဲ့ဖြစ်နေလက်မခံရတော့ဘူးတော့စစ်စစ်လုပ်တော့မယ်ဆိုတဲ့တတိကိုထွက်ပေါ်တဲ့အခါမှာကျွန်တော်တို့ဗြိတိရှလွှတ်တော်အမတွေနဲ့စိတ်မကောက်ဖြစ်နေဆိုရမိတယ်အဲ့ဒါကျွန်တော်အကိုလို့ကျွန်တော်ပဲရေးတာသူတို့လက်မှာပဲထုံတာတနေ့အပြည့်မဲ့ကျွန်တော်လွှတ်တော်အမမဟုတ်တော့ရေးခွင့်မရှိဘူးလေပြောချင်တာကတော့သူတို့ကရေးကျွန်တော်ရေးတယ်သူတို့လက်မှာထုတ်တယ်အဲ့ဒါကိုဗြိတိရှအစိုးရကိုပေးတယ်
British ဆိုရနေပြီးတော့ဒီမှာရှိတဲ့ UNHCR ကိုလာဆက်သွယ်တယ်ဒါဘလို့ဖြစ်နေတယ်လဲအခုချင်းလူဦးရေ4000နီးပါးကစိုးရိမ်နေပါတယ်သူတို့ကလည်းသူတို့မှာဆေးယူပူပါမှုတွေဖြစ်ပြီးတော့အဲ့ဒါတော့ကားတွေဖြစ်လာပါပြီဘယ်လိုလုပ်မလဲအဲ့ဒါဘယ်လိုရှိနေတယ်ဆိုပြီးတော့မိခွေလာမိတာကိုလည်းတွေ့ရပါတယ်ပြီးတော့ British ပါလီမာန်ကိုလည်းတခါကျွန်တော်တို့အဲ့ဒီစာကိုရိတ်ခိုက်ပြီးတော့ပါလီမာန်ကိုလည်းမိခိုက်နေဟိုမှာလို့ထုတ်လို့နေအများကြီးရှိတာကောပါလီမာန်နဲ့တစီမီလိုလေးရတယ်လို့သူတို့ဝကြီးနဲ့တစီမီလိုလေးရတယ်ထုံးနေလကောင်းပေါ့ဒါတွေကိုလို့ဟာကျွန်တော်ဘာကိုပြောလို့တလဲဆိုရင်အစိုးရတွေဆိုတာတွေနော်ဒီနီးဗျူဟာတွေဘယ်လို policy တွေဆိုတာတွေဟာနော်ထာဝရဆိုတာမရှိဘူးရတဲ့ပါဆိုတာမရှိဘူးနိုင်ငံရေးဆိုတာဟာလည်းတစ်ဖက်ကရှိမယ်ဆိုရင်အဖြူနဲ့အမဲအဲ့လိုခွဲလို့မရဘူးနိုင်ငံရေးကတော့ပြောင်းလဲနေမှာပဲနော် policy ကတော့ပြောင်းလဲနေမှာပဲအဲ့ policy တစ်ခုချလာလို့ကျွန်တော်ချီလူမျိုးကြီးကပျက်စီးသွားမလားမရဘူးအဖြစ်မခံနိုင်ဘူးနော်တစ်ခုခုဖြစ်လို့ကကျွန်တော်ကဖះအစီအစဉ်တကယ်လှုပ်ထတာကိုကျွန်တော်ယုံကြည်တယ်တနေ့တည်းနဲ့အနှစ်100လားမတည်ဘူးအနှစ်200လားအဲ့ဒါဖះတည်နေမဟုတ်လေအနှစ်90လားကျွန်တော်တို့ချင်းနေအကိုလို့ဖះကပြဆူဆောက်လိုက်မယ်လို့ကျွန်တော်ယုံကြည်တယ်ပြဆူဆောက်ပြီးတော့ကျွန်တော်အားပြမြန်မာနိုင်ငံတခုလို့ကောက်ချစ်ပြဖြစ်မယ်လို့ကျွန်တော်ယုံကြည်တယ်ကျွန်တော်အားဖြင့်တော့တကဘာလို့ကောက်ချစ်ပြဖြစ်မယ်လို့ကျွန်တော်ယုံကြည်တယ်ဒါကတော့ဖះရဲ့အစီအစဉ်ပေါ့အခုကျွန်တော်တရားတော်မှာဘလောက်အထစ်ချစ်ပြနေအတွက်ကောက်ချစ်ဖြစ်တယ်လဲအဲ့တော့လူတိုက်လက်ခါလာပြီဟိုတော့လည်းမခါဘူးနော်စဉ်းစားဖို့လိုတယ်လွယ်ခဲ့တဲ့အနှစ်20မှာဆိုကျွန်တော်ကဘယ်သူမှအဲ့ဒါမသိပါဘူးဒါပေမဲ့ကျွန်တော်နဲ့ဖះနဲ့တည်ပြီးပြီလေအခုကဘာဘာဥက္ကဋ္ဌကအမေနီးယားလူမျိုးဖြစ်နေတယ်နော်ကဘာဘာဥက္ကဋ္ဌလေကဘာဘာလို့ပြောတဲ့အခါမှာကဘာဘာကအခုကလေးမျိုးနဲ့ဟာခါချမှာမီလီယံ60နဲ့အမေရိကန်မီလီယံဒေါ်လာ60နဲ့တန်းကိုသူတို့ထုတ်ပြီးတော့လေကိုကလာလို့ဖို့ပြီးနေတယ်နော်ကလာပေါ့ပြီးတော့ကျွန်တော်အခုကဘာဘာကပဲအမေရိကန်မီလီယံ200သူတို့ကကချီပီနဲ့ကချီပီနဲ့ရှားပီနဲ့တိုင်းပွဲချောက်ပျက်စီးသွားခဲ့တဲ့တချို့နေရာကိုသူတို့ပြန်လည်ပြုပြင်နိုင်ဖို့သူတို့ပြင်ဆင်နေတယ်အဲ့မှာချီပီနဲ့မပါဘူးเนาะကျွန်တော်တို့ပါအောင်ကိုကဘာဘာကိုထားတဲ့ကျွန်တော်ဆွနေတယ်ကဲတချီပီနဲ့လည်းပါလာမှာအဲ့ဒါမှာဆိုတော့ပြောချင်တာကလွယ်ခဲ့တဲ့အနှစ်20မှာကျွန်တော်လဲဂူလာတမခါကကျွန်တော်ကိုဒုက္ခတဲ့လက်မှမပေးတာဒါပေမဲ့ကျွန်တော်ဟာနဲ့ကျွန်တော်ဒုက္ခတဲ့ဖြစ်နေတာပဲအမေနဲ့နိုင်ငံမှာကျွန်တော်ရောက်နေတာပဲအဲမှာကျွန်တော်စာတင်နေတာပဲအခုနောက်အနှစ်20ကြာမှာအဲ့ဒီကျွန်တော်ပညာတည်ခဲ့တဲ့နိုင်ငံလူကပဲကဘာဘာဥက္ကဋ္ဌမှာနော်အမေရိကန်မီလီယံဒေါ်လာချင်တဲ့လူအဲ့ဒါဂိုင်းတဲ့လူဖြစ်လာတယ်ဒါတွေကဖះအစီအစဉ်မဟုတ်ဘူးဆိုတာဘယ်သူကပြောလို့မပြောလို့ဖြစ်နိုင်မှာလဲမဟုတ်ဘူးလားဖះအစီအစဉ်ဆိုတာလူကနားလည်လို့မရအခုဆိုရင်ကျွန်တော်လိုင်းလေးပလီစိတ်ပြီးသွားရင်ချိပင်နယ်မှာလဲကျွန်တော်လေးစိတ်ကိုဆက်ဒီဆောင်နိုင်ဖို့ကျွန်တော်စူးစမ်းနေတာအခက်ခဲတော့ရှိတယ်အများကြီးရှိတယ်ဒါပေမဲ့လည်းဒါတွေကိုကျွန်တော်ပြောလို့တာကပါလဲဆိုတော့ကျွန်တော်အကြောက်ကိုကျွန်တော်ပြောချင်တာမဟုတ်ပါဘူးကျွန်တော်ချင်းပင်နယ်အသက်ကျွန်တော်ချင်းလူမျိုးတွေအတွက်ဖះကဣသရေလလူမျိုးတွေကိုအတိုးပြုခံတယ်လို့ကျွန်တော်ချင်းလူမျိုးတွေကိုလည်းဖះကအတိုးပြုနေတယ်ဆိုတာကိုကျွန်တော်ယုံကြည်လို့ပါအဲ့ဒါဖြစ်တယ်လို့ပါနော်ဒါကျွန်တော်နားလည်ဖို့လိုတယ်ဒါကြောင့်မလို့ဒီမလေးရှားမှာကျွန်တော်ခိတခဏလုံပြောရမှာပေါ့နော်ကျွန်တော်အခက်အခဲကြုံနေတဲ့အခါမှာစိတ်ဓာတ်မကြဖို့ရည်ကြည်တယ်ခိတခဏကျွန်တော်တို့ဒီနေရာမှာနော်အခက်ကြုံနေတဲ့အခါမှာအဲ့ဒီအခက်တွေကြောင့်ဖះအစီအစဉ်အကြီးကြီးမားမားကိုဖြတ်စည်းပြီးမှကိုကျွန်တော်စိုးရိမ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့စိတ်ဓာတ်ခိုင်မာဖို့လို့တလို့စူတောက်ဖို့လို့ရတယ်ကျွန်တော်ဖះနေပေးလဲဒီတခါလာတယ်ကျွန်တော်ဘာလုပ်နိုင်မလဲအဲ့ဒါကျွန်တော်တော့အဲ့ဒီစိတ်ဓာတ်နဲ့လာတာပေါ့ဒီမှာရှိတဲ့ကျွန်တော်ချင်းပြည်သူပြည်သားတွေအတွက်ကျွန်တော်ဘာလုပ်နိုင်မလဲနော်ဖះကလှုပ်ခိုက်တဲ့ဥစ္စာရှိတော့ကျွန်တော်ကနော်ချမှာပဲမရဘူးလှုပ်မှာပဲဘယ်သူမှလာတာမေးလို့မရဘူးဒါကတော့ကျွန်တော်လုပ်မယ်ဘာလုပ်နိုင်မလဲအဲ့ဒါပဲကျွန်တော်ကဖះနဲ့ဆွေးနွေးနေတယ်ဖះနဲ့တိုင်ပင်နေတယ်ဒီမှာရှိတဲ့ချင်းတွေကိုလည်းကျွန်တော်သိချင်တယ်ဒီမှာရှိတဲ့ချင်းတွေကိုလည်းကျွန်တော်နားလည်ချင်တယ်ဥပမာကုလသမဂ္ဂမှာကျွန်တော်တို့ကုလသမဂ္ဂမှာဟိုဘသူပဲဖြစ်မတွေ့နိုင်ဘူးဆိုတာမဖြစ်ဘူးလေတပည့်ကပြောမယ်ဆိုအင်္ဂလန်နိုင်ငံဘီဆိုတာဒိုဒေါနဲ့မရဘူးအင်္ဂလန်နိုင်ငံဘီနဲ့ကျွန်တော်နဲ့ဘလို့တောသားနဲ့ဘလို့လဲနာတော့လူကြီးနဲ့ဖြီနဲ့တွေ့နိုင်မယ်ဆိုတာ
ကြားစာမှာရေးတောင်မှဒါလူတွေတိတ်မယုံမှာမဟုတ်ဘူးမဖြစ်နိုင်ချီကိုပြောတာပါနော်ဒါတခြားဟာတော့မဟုတ်ဘူးဒါပေမဲ့အခုကဘီကတကဘာလောကလေးစားတဲ့ဘီကဘာမှာသူတို့လောက်ကြီးမားတဲ့ဘီမရှိတော့ဘူးအဲ့ဒီအကြီးမားဆုံးဘီကတော့အမေရိကန်တမတာတို့တချို့နိုင်ငံလူကြီးတွေပဲအဲ့ဒီဘီကိုတွေးနိုင်တယ်ကျွန်တော်ကဘယ်တမတာလည်းမဟုတ်ပဲနဲ့ဘယ်မပြောနဲ့ကျွန်တော်တီထောက်လူကြီးတောင်မဟုတ်ဘူးတော့ကဆရာဝပါတော့တာပါတော့မွေးနေတောင်မသိတဲ့လူပါခါတို့လိုပေါ့နော်ကျွန်တော်မိဖို့ချောင်မှာမွေးတာပါနားတော့မစစ်စားနဲ့ဒါပေမဲ့ဘသူကအဲ့လိုလူနဲ့ဘီနဲ့မတွေ့နိုင်ဘူးလို့ပြောတယ်လေမဟုတ်ဘူးလားဖះလို့တော့ရှိဖြစ်တာပဲလေအခုဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေကဘီဖြစ်နေပြီလေနော်ဘီလို့ပြောတော့ကျွန်တော်လိုင်းလေးပြတော့မှာတော့တက်ခါတော့နားတော့เจ้าကိုကျွန်တော်နည်းနည်းပြောကြည့်တယ်မရဘူးလာတော့ရဲ့အရတာလဲသူတို့ဘလို့ဘာသာလုံးပြအမတော်ပြီကျွန်တော်တော်ပြီဆိုပြီးတော့နော်ထားလိုက်ပြီမပြောချင်တော့ဘူးဝေးလို့ပါကြည့်လို့ဒီမှာဆိုတော့နားတော့เจ้าမပြောတာပိုကောင်းမယ်နော်ဒါဝေးလို့နဲ့ဟာဒေါက်တာဆာဆာလာပြီးတော့ကျွန်တော်ကိုဒီမှာကျွန်တော်တော့မှမလေးရှားရရနဲ့ထွက်ပြနေတဲ့အချိန်မှာနားတော့เจ้าကိုလာပြောဆိုတော့နောက်မှကျွန်တော်ကိုနော်အပြောခံနေမှာဘာပဲဖြစ်ဖြစ်ကျွန်တော်ပြောလို့တာကတော့မဖြစ်နိုင်ဘူးဆိုတာမရှိတာကိုပြောတာပါအခုကျွန်တော်အမေရိကန်အစိုးရရဲ့လူကြီးတွေနော်ယာကိုမှာရှိတဲ့တာအမကြီးလို့ဆိုကျွန်တော်ယာကိုလာတိုက်တွေ့တာပဲဩစတြေးလျနိုင်ငံရဲ့တာအမကြီးဆိုယာကိုလာတိုက်ကျွန်တော်တွေ့လို့ရတွေ့တယ်ဗြိတိရှတာအမကြီးဆိုရင်ကျွန်တော်ဒီတစ်ခါချိပနေတော့လာတော့မှာနော်ဗြိတိရှတာအမကြီး ambassador နော်သူ့အဖွဲ့နဲ့လာတော့မှာချိပနေကဲဒါရအကိုလောကဆိုတော့ယာကိုမှာရှိတဲ့ UNHCR တော့လောကနော် ICRC တော့လောကကဘာဘာနော်လောကကျွန်တော်ကမေလာပြီးတော့မေတာတွေ့တယ်အဲ့ဒါကိုကျွန်တော်တခါလေချိုက်တော့မှသွားပြောလိုက်တော့သူတို့ကဒေါက်တာဆာဆာကတော့မဖြစ်နိုင်ဘူးဆိုပြီးတော့ကျွန်တော်ကပါစိတ်ဓာတ်ပြချခိုင်းမှာအဲ့ဒါမရဘူးကျွန်တော်ဟာလည်းကျွန်တော်ဟာနဲ့ကျွန်တော်တယောက်နဲ့တယောက်စိတ်ဓာတ်မချဖို့ရည်ကြည်တယ်ဆိုတော့ positive ထားဖို့လိုတယ် positive mindset ထားဖို့လိုတယ် negative ကိုလောကမစစ်စားနဲ့ negative ကတော့ဘာမှခင်ဗျာကိုပိတ်နိုင်မှာမဟုတ်ဘူးစိတ်ဓာတ်ချခြင်းတွေမယုံကြည်ခြင်းတွေကခင်ဗျားတို့ဘာပေးလို့လဲမယုံကြည်နိုင်တဲ့စိတ်ဓာတ်တွေကခင်ဗျားတို့ဘာကိုလိုပေးလို့လဲမဟုတ်ဘူးလားမဖြစ်နိုင်ဘူးဆိုပြီးတော့စစ်စားနေတာခင်ဗျားတို့ကိုဘာပေးလို့လဲအဲ့ဒါထက်ဖြစ်နိုင်ချေရှိတာကိုစစ်စားဖို့အဲ့ဒါထက်ဖြစ်နိုင်တယ်ဆိုတော့ကိုယုံကြည်ဖို့အဲ့ဒါကိုလက်ခံဖို့တေချီကနေပြီးတော့စီပြထားမြောက်စိန်နိုင်တဲ့ဗျာကျွန်တော်တို့မှရှိတယ်လေတေချီကနေပြီးတော့ကျွန်တော်ကိုမကယ်တင်နိုင်ဘူးကျွန်တော်ကိုတေချီနော်တေပိတာကြားစာမှာရှိလေလာဇရုကလက်ရက်တေတာရှိပြီအဲ့ဒါတော့မှထားမြောက်ခိုင်းတဲ့တခိခိတော့မရှိဘူးလားရှိတယ်လေအဲ့လိုရှိစားရမှာသူကိုယ်တိုင်လဲဝကတိုင်မှာအသားခါပြီးတော့ပြန်လဲစီပြထားမြောက်တဲ့ဘုရားကိုကျွန်တော်တီးတဲ့လူမျိုးတွေပဲအဲ့ဒါကိုချင်းလူမျိုးလို့ခေါ်ပါတယ်မဟုတ်ဘူးလားအဲ့ဒါပဲလေအဲ့ဒီအသက်ရှိတဲ့ဘုရားကိုကိုးကွယ်တဲ့လူတွေကားနေပြီးတော့ဒီလောကမှာရှိတဲ့အခက်အခဲတိတ်လေးကိုရည်ဆိုင်တဲ့အခါမှာအဲ့တခိခေတော့ကိုမေ့ပြလိုက်တာဘာဒိတ်ပဲလဲမရှိဘူးလေမပြရဘူးကျွန်တော်ကတော့တရားဟောဆရာမဟုတ်ဘူးဒါပေမဲ့လည်းတကယ်တရားဟောရင်နော်မလွယ်ဘူးတရားဟောရင်တော့နည်းနည်းတော့လည်းစိတ်တော်တူလာတာများတယ်အဲ့လိုဆိုတော့မယုံကြည်တာကြီးမားလို့လေဖះเจ้าမှာအလောက်တချီဆိုပြီးတော့ဘာဖြစ်လို့မယုံကြည်နိုင်တာလဲအဲ့ကျွန်တော်မသိဘူးဒီလောက်ဆူတောက်ပဲနဲ့ဆူတောက်လေရဲ့နဲ့ကိုမယုံကြည်နိုင်ထိတ်တာလေအဲ့ဒါချစ်ပြနေမှာဘူတိတာတွေများလို့လာတော့မသိဘူးဘူကိုမတီးပဲနဲ့ကောင်းနဲ့နှလုံးသားထက်ကဘူကိုတီးမှနော်အဲ့ဒါမှမရတော့ဘူးဘာလို့ဆိုတော့ကျွန်တော်ယုံကြည်တာနည်းလို့ရရှိတယ်ကျွန်တော်ချီလူမျိုးတွေဟာယုံကြည်တဲ့လူမျိုးတွေဖြစ်ဖို့လိုပါလားဖះကိုယုံကြည်တဲ့လူမျိုးတွေဖြစ်ဖို့လိုပါလားဘယ်နေရာပဲရောက်ဘယ်နေရာပဲသွားကျွန်တော်အဲ့ဒါဖြစ်ဖို့လိုပါလားဒါကြောင့်မလို့ကျွန်တော်အမေရိကန်လဲသွားရတယ်တခါလေကြာရကျွန်တော်အမေရိကန်တို့မှာဆိုရင်တော့တခါလေကြာအခြေအနေနဲ့တော့ဖះเจ้าခုနှစ်เจ้าကိုတနည်းကနေတနည်းကိုကျွန်တော်တရားဟောလိုက်တယ်ဒါဟာလဲကောင်းတာပဲနော်ပါစတာဘသူမှဖះเจ้าခုနှစ်เจ้าခုနှစ်ခုလောက်ကိုခုနှစ်เจ้าလောက်ကိုတနေ့တရားဟောတယ်လို့ရှိမယ်လို့မထင်ဘူးတော့ကျွန်တော်မရဘူးဟောတာပဲမနေ့ကစင်ကာပူမှာလည်းဖះကျုပ်တော်เจ้าပေါ့အဲ့လိုတနေ့တရက်ပဲနေတယ်
မှာကျွန်တော်ဖះเจ้าခုသူ့လေးနေရာမှာကျွန်တော်တရားဟောလိုက်ပြီလေဒါမှပါစတာလည်းရှိမှာနော်တနေ့ကိုခင်ဗျားတို့ကဖះเจ้าတစ်เจ้าပဲတဲတယ်ကျွန်တော်ကခုနှစ်เจ้าတဲတယ်အဲ့ဒါလည်းဆိုင်ပဲတင်တယ်ကိုကြီးနော်ဒါဟာကမှလည်းကျွန်တော်တဲတယ်တကောက်တောင်ပြိုတို့ကလည်းဟာကမှတောင်ပြိုတို့က2015မှာပေါ့ကျွန်တော်တို့လည်းခက်များချိုးပြီးတော့စာအိတ်2000လောက်အိန္ဒိယနဲ့တဲနော်ဖက်ဖာကောပဲအိန္ဒိယနဲ့ပြီးတော့သူတို့စစ်သားတွေကလည်းလာပြီးတော့လေလာနောက်ဆက်တာတွေရှိတယ်ဒီစာရေးကများလို့တယ်မီဇိုရမ်ပြည်နယ်တလောက်တဲလို့မရပါညာလာတယ်ဒါကိုကျွန်တော်ဖြတ်လာပြီးတော့ဟိုး CNS စခါကြီးရော CNS စစ်သားတွေလည်းကျွန်တော်ဂုံကြီးပြီးတော့စာရေးကိုဒီဖက်ချောင်းဖက်ချဖို့ဟာခါကိုကျွန်တော်တို့အဲ့ဒီချိန်တော့တော်တော်လားလဲပြတ်မလွယ်ဘူးအဲ့မှာကျွန်တော်တို့သွားပြီးတော့သွားရင်းနဲ့ကျွန်တော်ကကားနဲ့မရတော့စိုက်ကယ်နော်စာအိတ်2000ဆိုတာမလွယ်ဘူးလေဘလို့စေးဝါးတွေလည်းကျွန်တော်တဲတာကိုကားအများကြီးကျွန်တော်အဲ့လိုနဲ့ဆွဲလာတယ်စိုက်ကယ်နဲ့မရစိုက်ကယ်နဲ့သွားတော့နောက်ဆုံးဟာခါရောက်တော့ဟာခါမှာတကယ်တော့ဆိုတော့ကျွန်တော်တောင်ပြိုပြီးတော့အဲ့လိုပြက်စီးတဲ့ဥစ္စာဟို9ခုလောက်ဘလို့လဲဟိုဘာလဲ900နိပါရှိမယ်ထင်တယ်နော်လူတွေက6000နိပါကနော်အိုမဲမဲဖြစ်သွားတယ်ခိတခဏကျွန်တော်ကဒုက္ခကိုခါရတယ်ဒါပေမဲ့လည်းတစ်ဖက်ကပြောမယ်ဆိုရင်ကျွန်တော်ကအဲ့ဒီမှာကျွန်တော်လူတွေကဒီလိုအခက်ကိုကြိုတဲ့အခါမှာဟိုခါနိုင်မရှိတာကိုကျွန်တော်တွေးလိုက်နော်ဟိုဘက်ကလည်းဟိုဒီလူတွေကဖះကအပြစ်ပေးတဲ့ဘိုင်းကကျွန်တော်အဲ့လေတာလေးကြားရတယ်အဲ့လိုတာကြားတော့ကျွန်တော်လည်းဝတ်နေတာပေါ့ဖះကကျွန်တော်ကိုအမြဲတမ်းအပြစ်ပေးကျွန်တော်မွေးဖို့မလိုဘူးလေမမွေးခင်ကလေးကကျွန်တော်အပိသားကိုအဲ့မဖြစ်နိုင်ဘူးအဲ့ဒါမဖြစ်နိုင်ဘူးဖះကကျွန်တော်ခွန်းလွန်းတဲ့ဖះပဲနောက်ကျွန်တော်စကားတစ်ခွန်းထွက်လာတယ်အဲ့ဘာစကားလဲဆိုရင်ဟာခါမြို့ဒီတစ်ချိန်ပြက်စီလဲ10ချိန်ပြတ်တိဆောက်ရမယ်အဲ့ဒါပဲအဲ့ဒါကိုစိတ်ဓာတ်ကိုကျွန်တော်ထားဖို့လိုတယ်ဆိုပြီးတော့ကျွန်တော်ကအဲ့ဒီစကားကိုပဲဖះเจ้าခုနှစ်ခုကိုအဲ့ဒီမှာလဲသွားပြီးတော့ပြောလိုက်တယ်တရားတော့မဟောတော့ဘူးနော်ဒီတရားတော့မဟောတော့ဘူးအဲ့ဒါအရေးကြီးတယ်ကျွန်တော်တို့ဒီနေရာမှာအဲ့လိုစိတ်ဓာတ်လဲမွေးဖို့လိုပါတယ်ကျွန်တော်အခက်ခဲတွေကိုကြိုတဲ့အခါမှာကျွန်တော်ကဒါကိုဖះနဲ့ကြိုတော့နိုင်ဖို့အရေးကြီးတယ်အခက်ခဲကိုမရှောင်ရဘူးကျွန်တော်နော်အခက်ခဲကိုရှောင်တဲ့လူမျိုးမဟုတ်ရဘူးအခက်ခဲကိုဖြတ်ကျော်တဲ့လူမျိုးဖြစ်ဖို့လိုပါတယ်ဘလို့ခက်ခဲမဆိုပေါ့နော်ဘာအခက်ခဲမဆိုကျွန်တော်ဖြတ်ကျော်တဲ့လူမျိုးဖြစ်ဖို့လိုပါတယ်အဲ့တော့ကျွန်တော်အဲ့လိုနဲ့လန်လေးပြည်လေဆေးလဲဆောက်တဲ့အခါမှာတကယ်တော့ဆိုရင်ကြားစာမှာရှိတာကဘာရှိတယ်လဲဆိုရင်အခုဒီဘာလဲတောင်းယူကြီးတောင်းကိုဆွေးလို့ရတယ်ဆိုတာလားရှိတယ်ဆိုတော့ကျွန်တော်တို့လိုင်လေးပြည်မှာကတောင်း2000 3000ကိုဆွေးနေတယ်အဲ့ဒါယူကြီးချီချောက်ပေါ့မဟုတ်ဘူးလားယူကြီးချီချောက်တောင်းကိုဆွေးနေတယ်ဒါမှန်တယ်အဲ့ဒါထက်ပိုကြီးချီတာကကျွန်တော်တို့နှလုံးသားထဲမှာမယုံကြည်နိုင်တဲ့တောင်းတွေကိုအခုဆွေးဖို့လိုပြီနော်ခင်ဗျားတို့လည်းအကုန်လုံးအဲ့ဒါအပီကတောက်ကိုဆွေးတာထက်ကျွန်တော်နှလုံးသားထက်ကတောက်ကိုဆွေးဖို့ခဲ့တယ်နော်အဲ့ဒါကိုဆွေးကြဖို့ကျွန်တော်အားလုံးကိုလည်းဟိုအခွာပေးလို့ပါတယ်နောက်ဆိုရင်လည်းပြောမယ်ဆိုရင်အခုလိုဒီချိပင်းနဲ့ဒီမှာရှိတဲ့ဒုက္ခတဲ့တွေကိုဟိုဒုက္ခတဲ့ဖြစ်နေမဖြစ်တော့ဘူးဆိုပြီးတော့policy တစ်ထွက်လာတဲ့အခါမှာကျွန်တော်ကိုယ်တိုင်လည်းရာကိုစဉ်းလာခဲ့တယ်အဲ့တော့မှဗြိတိရှဆိုရနဲ့တွေ့တယ်အမေရိကန်ဆိုရနဲ့တွေ့တယ်ဩစတြေးလျဆိုရနဲ့တွေ့တယ်အဲ့ဒါပြီးမှဗြိတိရှဆိုရမှာတစ်စစ်သူတို့ကဟိုရာကိုမှကျွန်တော်တို့ဒီ UNHCR ကုလသမဂ္ဂနဲ့တွေ့နိုင်ဖို့သူတို့စီပေးတယ်အဲ့မှာကျွန်တော်ဘာလုပ်ခဲ့တယ်လဲဆိုတော့ချိပင်းနဲ့ဟာလိုချိုပြီးဒါကြောင့်မလို့ချိပင်းနဲ့ကိုအကုန်လုံးပြတော့ရမယ်ဆိုတဲ့ policy ကကျွန်တော်ဒါကိုတိုက်ရိုက်ကျွန်တော်တို့ချိပြဆွေးနွေးတာပေါ့အခုကကျွန်တော်ဂါဆိုးစွာနဲ့ပေါ့အခုကျွန်တော်AAနဲ့စစ်သားတိုက်ပွဲဟာလဲကျွန်တော်ချိပင်းနဲ့မှာဖြစ်နေဆက်ဖြစ်နေဒါတွေကိုလည်းကျွန်တော်အများကြီးပြောပြီးတော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်ချိပင်းနဲ့ဒီမလို့ချိုသေးဘူးနံပါတ်1မြန်မာနိုင်ငံရဲ့ဟာလည်းမသိငြိသေးဘူးဆိုတော့ကျွန်တော်တို့ဟာလည်းဒီနေရာမှာဘလို့ပဲဖြစ်ဖြစ်ချိပင်းနဲ့လို့ချိုသွားပြီဆိုတဲ့ဥစ္စာကိုတော့မဖြစ်ဘူးအဲ့ဒါကိုကျွန်တော်တို့ကိုတိုင်အဲ့ဒီမှာပြောပြီးတော့အဲ့ဒါကျွန်တော် policy ကိုပြောင်းတော့မယ်ဆိုတာကိုသူတို့ကကျွန်တော်ကိုတတိကောင်းပေးတော့
ကျွန်တော်လည်းမထိတ်နိုင်ဘူးပေါ့တကယ်စီပြောရည်လေမလေးရှားမှာရှိတဲ့ကျွန်တော်အဲ့ဒါကိုသူတို့ပြန်လာမှာကိုကျွန်တော်ကအဲ့လို confusion ဖြစ်နေမှာကိုကျွန်တော်ကြောက်လို့အဲ့လို policy ကိုပြောင်းနိုင်ပြီလို့ကျွန်တော်လည်းပြောမိတာပါတာပေါ့ဒါလှုပ်ဝဲဖြစ်နေတယ်အဲ့ဒီချာလှုပ်ဝဲဖြစ်နေတဲ့ဥစ္စာကြီးကိုကျွန်တော်ကပြောလာတာတော့ဒီမှာလည်းခင်ဗျားတို့ကတချို့မထိတ်နိုင်လို့ပေါ့ပြောလို့ဖြစ်မှာပေါ့အဲ့ဒီညမှာပဲကျွန်တော်ကုလားတမက်ကဖုတ်ခေါ်တယ်လေလှုပ်ဝဲစကားကိုဘာလို့အဲ့လိုပြောလိုက်ဒုက္ခတော့ရောက်တယ်ဘလို့ပဲဖြစ်ဖြစ်အခုကအဲ့ဒီ policy ကပြန်ပြောင်းပြီဆိုတော့ဖះကျိုးတော့ကြောက်ပေါ့အဲ့ဒါကျွန်တော်လို့တာလို့ကျွန်တော်မပြောလို့ပါဘူးဒါခင်ဗျားတို့အကိုလို့စူပေါက်အားနဲ့လို့တာဖြစ်ပါတယ်နောက်ဆိုရင်လည်းဆက်ပြီးတော့ကျွန်တော်ဟာစူပေါက်အားနဲ့တွားဖို့လို့ပါတယ်ဖက်ကနေပြီးတော့နော်ဒီဖက်ကဆိုရင် Chin Airline တကအစ ICC ကအကိုလို့ကခင်ဗျားတို့ဒီမှာနော်အကိုလိုကနေပြီးတော့ကျွန်တော်ဝိုင်းဝန်းပြီးတော့ဒါကိစ္စကိုကျွန်တော်ဟာအဲ့ဒီကွာဖြစ်စီနိုင်ဖို့ရည်ကြည်ပါတယ်ဘယ်တော့ကျွန်တော်တို့တင်တယ်မလေးရှားဆိုရကိုလည်းကျွန်တော် advocacy အမြဲဝေဖို့လိုမယ်လို့ထင်ပါတယ်ဒီမှာဆွေးတဲ့ခင်ဗျားတို့ဘယ်ခြေအထိဒီမှာကြာအောင်မလဲကျွန်တော်ပြောလို့မရတဲ့အတွက်ကြောင့်ပညာရေးကအစဂျမိုင်းကအစကြောက်ဒီမှာနေတဲ့အချိန်မှာမလေးရှားဆိုရကဒါကိုနားလည်ပြဖို့ရည်ကြည်ပါတယ်လူချိုရေးပညာရေးဂျမိုင်းရေးအဲ့ဒုက္ခကတော့မလေးရှားရဲ့အစိုးရလက်ထက်မှာရှိတယ်အဲ့ဒါကိုကျွန်တော် lobby ဝင်နိုင်ဖို့ကျွန်တော်စုတောက်ဖို့ရည်ကြည်တယ်ပေါ်လာခင်ဗျားတို့ဒီကနေပြီးတော့ဘယ်ကိုဆက်သွားမလဲဆိုတဲ့နေရာမှာနိုင်ငံတကာဆိုရတယ်ဖြစ်တဲ့ကုလားတမက်ကထက်တောင်မှပိုကြီးချတာကအခုနပေါ့နော်ကုလားတမက်ကကို influence လုပ်ထားတဲ့နိုင်ငံတကာအစိုးရတွေနဲ့ကိုကျွန်တော်အများကြီး lobby ဝင်ဖို့ရည်ကြည်ပါတယ်ဒါတွေအလုပ်ကတော့ကျွန်တော်က ABCD ဆိုပြီးတော့တန်းစီလို့မရဘူးဒါကတော့အခြေအနေပါတိတဲ့ကမှာတော့အဲ့လိုလုပ်ဖို့ရည်ကြည်တယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဒီနေ့ကျွန်တော်ဒီနေရာမှာအတူတကွဒီလိုတွေးဆိုတာဟာအင်မတားမှကျွန်တော်တွေ့လဲရည်ကြည်တယ်ခင်ဗျားတို့တွေ့လဲရည်ကြည်မယ်လို့ထင်ပါတယ်အနာဂတ်ကိုအတူတူချစ်တဲ့ကြပါစို့နော်ဖခင်ကဣသရေလလူမျိုးတွေကိုကာကွယ်တကယ်တော့ကျွန်တော်ကိုကာကွယ်နေတာကိုတွေ့ပါတယ်နော်ဖခင်ကဣသရေလနဲ့အတူအမေရာစစ်တကယ်တော့ဖခင်ကအသက်ရှင်တဲ့ဖခင်ကကျွန်တော်ချစ်လူမျိုးနဲ့အမေရာတူချက်ကိုတွေ့ရပါတယ်ကျွန်တော်ဘယ်နေရာပဲတော့တာတွေ့ရပါတယ်ဒါကတော့မေကြီးကိုရိုက်လို့မှားတော့လို့ဆိုတာမရှိသလိုမှားလို့မရဘူးဒါတော့မမှားဘူးဖခင်ကကျွန်တော်နဲ့အတူရှိနေတယ်ကိုတွေ့ရပါတယ်ဒါကြောင့်မလို့ကျွန်တော်ဟာလို့ရအဲ့ဒီမျိုးလေးချက်ကိုတွားဖို့လို့ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့မနေ့ဖြာတော့ကျွန်တော်ချင်းမျိုးသားနေဖြစ်နေဒါမှလည်းမနေ့ဖြာလည်းအကိုလို့လာကြပါကျွန်တော်ဖခင်တွေရှိလုံးချစ်ကိုကောင်းချီးပေးတဲ့ဖခင်ဖြစ်တယ်ဘယ်နေရာမှာမှလူကမရှိလို့ဘူးဆိုဖခင်ကောင်းချီးမပေးဘူးဒါကတော့ခင်ဗျားတို့နားလည်စေချင်တယ်ကျွန်တော်ချင်း we are one in chain ချီဆိုတဲ့စကားလုံးမှာကျွန်တော်အကိုလုံးအဲ့ဒီ umbrella အောက်မှာနေဖို့လို့ပါတယ်အဲ့တော့မနေ့ဖြာချီမျိုးသားနေဆိုတာကျွန်တော်အလုံးအမြဲရှိတယ်ဒီချီမျိုးသားနေကိုကျွန်တော်လာဖို့ပတ်စာတွေကိုဖို့အခြေတွေကိုဖို့ပတ်စာတော့ထားလိုက်အောင်အခြေကိုဖို့ကျွန်တော်အခြေတနာရာတာဖို့ရှိတယ်အခုကဖះချိုးတော်ကြောက်ပေါ့ဒါပေမဲ့လည်းဒီကိုကျွန်တော်လာပြီးတော့ချီမျိုးသားနေအမြင်နဲ့လာတာဟာအဲ့ဒီရှိလို့ချီကိုကျွန်တော်ပြောချင်လို့အချစ်လို့လာတာဖြစ်ပါတယ်ကျွန်တော်ကမရှိလို့ဘူးဆိုရင်မရှိလို့နိုင်ဘူးဆိုရင် if we are not united there is no place for God to bless us ဒါတော့အကိုလို့ရှိဖို့လို့ပါတယ်မနေ့ဖြာလဲကျွန်တော်ရှိလို့နိုင်တဲ့လူမျိုးတွေဖြစ်နေဆိုတာကိုတက်ပြပါမနေ့ဖြာဘတူမဆိုလာပါကိုရွရွနဲ့လာပါနော်ကိုရချင်းမှုနဲ့လာပါ we are one in chain ကျွန်တော်ဟာအဲ့ဒါကိုရှိလို့ဖို့လို့ပါတယ်အကိုလို့လာပါအကိုလို့ပြတ်တာပါဒါတွေကိုကြည့်ပြီးတော့ကောင်းချီးပေးတဲ့ဖခင်ရှိတယ်ဆိုတာကိုမမေ့ဖို့လို့ပါတယ်လိုက်လိပိကအရာရှိလို့တယ်ကိုဖခင်ကျွေးတော်ကြောက်ပေါ့နော်အတိတော်ဆိုရင်လည်းတခုမှကိုက်ကနတခြားမရှိဘူးတခုပဲရှိတယ်ဖခင်ကြောက်တော့ရလားကိုလို့သွားတယ်ဆူတော့ရလားကိုလို့တခါလဲကျွန်တော်ဒါတော့မကောက်တော့ဘူးပုံတယ်နည်းနဲ့သွားတယ်လို့ဖြစ်လာတာမဟုတ်ဘူးပုံတယ်နည်းမဟုတ်ဘူးအဲ့ဒါတကယ်တော့ရှိလို့ချီကိုဖြစ်နေတာကဲအစားဆောက်ဆူတော့ချမလို့ပြောတော့10နှစ်အောက်ကလေးတွေတောင်းလာတယ်ဘယ်လောက်ကောင်းတယ်လဲကျွန်တော်နားမှာတို့ကလေးတွေဘာပြောတယ်လဲကျွန်တော်လည်းဘိုက်မစားဘူးနော်ဟုတ်လားကျွန်တော်လည်းဘိုက်မစားဘူးနော်ကိုလာကျွန်တော်အရာစိတ်မှာခါစားလာတယ်ရှိလို့ချင်းဆိုတာဘယ်လောက်ကောင်းတယ်လဲအဲ့ဒါနိုင်ငံတကာလေစစ်လာလို့တဲ့လူတွေကကျွန်တော်အမေရိကကအင်္ဂလန်ကနော်ဒီစင်ကာပူကအများကြီးလာတယ်အဲ့ဒါကိုတွေ့တာလူတိုက်ကအဲ့ဒါကိုကြိုက်ကြတယ်အဲ့ဒါကောင်းချီးပေးကြတယ်ဒါကြောင့်မလို့ကျွန်တော်ရှိလူမျိုးတွေလည်းဒီထက်မကရှိလို့ဖို့အမြဲလိုတယ်ကျွန်တော်ရှိလို့ဖျားကောင်းချီးပေးတယ်နောက်ဆုံးစကားနေနေရတော့
ကျွန်တော်ချစ်လူမျိုးတွေကိုကောင်းချီးပေးတဲ့လူတိုင်းဖခင်လည်းတို့ကောင်းချီးပေးမှာပဲအဲ့တော့ထိကိုဖြစ်ဖို့ကျွန်တော်ဖခင်ကိုကျွန်တော်ဆွဲဖို့လိုတယ်ဆွဲတယ်ဆိုတာတော့စကလုံးကောင်းတော့မဟုတ်ဘူးနားလည်နိုင်ဖို့ပြောတာပါအဲ့နဲ့ကျွန်တော်ဣသရေလလူမျိုးတွေကိုကြည့်ပါဦးအမေရိကန်နဲ့ဣသရေလမဆိုင်ဘူးဥရောပတိုင်းနဲ့အမေရိကန်ရဲ့ policy ကိုကြည့်ချအဖြစ်ဣသရေလကိုစစ်လာတိုက်တော့သူတွေကျွန်တော်တို့ကိုစစ်တိုက်တဲ့သူဆိုပြီးတော့ policy ချတယ်အဲ့ဒါပါလိုက်ပဲသူတို့ယုံကြည်ချက်ကြောင့်ဖြစ်တယ်ဣသရေလလူမျိုးကိုကောင်းချီးပေးတဲ့နိုင်ငံတွေကောင်းချီးရမျိုးဆိုတော့သူတို့ယုံကြည်တယ်ဒီနေ့အထိအမေရိကန်စစ်သားကိုဘသူကတွားတိုက်လို့ရမလဲစစ်ဆောင်ကြည့်ပါလေဘာဖြစ်လို့လဲသူတို့ကဣသရေလနိုင်ငံကိုကောင်းချီးပေးလို့ဣသရေလနိုင်ငံအတွက်ကိုရတည်လို့ဖခင်လည်းကောင်းချီးပြပေးတယ်ဆိုတာကိုနားလည်ဖို့လိုတယ်ထို့ဒီ၎င်းပဲကျွန်တော်ချီလူမျိုးကိုကောင်းချီးပေးတဲ့နိုင်ငံအတိုက်ရလဲနိုင်ငံကောင်းချီးရလာမှာပဲအဲ့ဒီအထစ်ဖြစ်တော့ကျွန်တော်ယူကြည့်ကြပါစို့အဲ့ဒီအထစ်ရှိအောင်ကျွန်တော်ဟာစိတ်ကိုချစ်တဲ့ကြပါစို့ဆိုတာကိုပြောနေကိုချုပ်ပါအားလုံးကျူတင်တယ်ခုလုံးအပိစကပြောတော့ပဲ